တာငါစကားကိုနားထောင်ကြတော့ငါဟိုနေချက်တော့နားတယ်တော့ ကျဲတုတ်တန်ချန်ခန်းကြီးဆက်ကြောင်းပိုင်ရဲ့တင်မနေစေလုံးချန်စီတို့ဒီလူနဲ့ဆန်ချအီရှာလေးပြင်ပြောချက်ကိုကထော်ရပြပိုင်တော်မူ၏ဒီမိမိချင်းပြတော့အချင်းတို့ကိုမြတ်တက်ဤထော်ရပြမှုကစိတ်လောတို့ကိုချင်းတော်မူ၏ရှိချန်ထော်ရပြအတေတော်ချင်းကိုချီးမွမ်းကြတော့ငါပြစိတ်နဲ့တော့ချင်းတဲ့ကိုစားတော့ကိုငယ်ကိုဒီပြုနဲ့သွားလေးရရလိုက်ထော်ရပြပြုလို့ကျန်ချက်ကျန်တဲ့စက်ချင်တော့ဆာလာပိုင်းနဲ့တင်မရှိငါ့မှာစက်ချင်ကြောင်းပေါ်ထရတော့တောင်းလို့ငါမျိုးကြီးကောင်းရင်လည်းယူဖန်ဆင်းတော့မလို့ထားရပြတဲ့တော့ငါ့မှာစက်ချင်ကြောင်းဒီပေါ်ထရရွှေချမ်းချက်အန်ကြီးချောင်းဖန်ရဆိုင်ရှိဘာနာစင်ကြလုံးပလေသုတော်ပနာဖြစ်ခြင်းမျိုးလိုဖြစ်သုတော်ကြတော့ရှိတော်သားဒီဘွားလူတွေချင်းကိုနားထောင်တဲ့မထင်မဲ့မြင်ပြီးတော့တောင်းပန်ပြည့်တဲ့ချင်းကိုနားထောင်တဲ့လူတွေမိမိလုံးရည်ဒီတော့ကောင်းလို့ရအောင်ဆာရည်ပြမတတ်တော့သူကမြင်စေခြင်းဖြစ်ကြောင်းအတီးကိုဆာရည်ရှိတဲ့လို့စနေလုံးပဲရှိသေးကြနေပြရတဲ့ဝင်ကြတော့ငါကိုလည်းကြတော့ငါဘွားကြီးအိမ်တော်လိုက်နေနေကြဖမ်းရရှိ၏ရွှေလန်းတဲ့ရဘောဝတ်သူကကြီးစနေပိုင်းနဲ့စတင်မှစမှာလက်ရလို့ခံရစကားလို့လည်းနေပြီးတော့ဒီမှာဒီလိုကိုကြားနေရင်ဒီလိုမျိုးလည်းကောင်းလက်တွေကိုနည်းနည်းရှိတဲ့ချက်စီတွေလည်းကောင်းခွဲလေးပြီးစီကျန်းကျတော့တဲ့အခန်းကြီးတော့ဘာနဲ့ပြန်ဆက်တော့ပြီးတော့လောဝလာနာစီတဲ့ကိုဒီရှိညာနေကတော့လည်းဒီအနေကြီးစီညာတို့လည်းရှိကြဤညာကိုကျတော့အကျတော့ဒီတော့ကိုညာလောက်တာကချာအသက်ရှင်မှုတွေကအမလောကသားတွေပြတာအတူတူပါပဲလားတချို့ကပိုလို့စိုးနေသလားလဲနေပြီးတော့အနောက်ရှက်ဒုက္ခပေးသူဖြစ်ဖို့တရားသခင်ကအသက်ရှင်ခွင့်ပေးထားတာမဟုတ်ဘူးတရားရဲ့သားမိပြီးသားစွာဘုရားရဲ့စကားကိုတည်ကြစွာနာခံသူဖြစ်ဖို့တင်းကိုဘုရားကလို့ရှိသူဘုရားရဲ့မှုတော်မြတ်အတွက်မကူညီနိုင်နေပါကွယ်နောက်ချက်လေးတော့မပေးပါနဲ့ငွေချင်းများလို့ရဲ့တင်းရဲ့အသက်ရှင်မှုတွေကမယုံကြည်သူတွေခရစ်တော်နဲ့လွဲသွားစေဖို့ဖြစ်နေပြီလားစဉ်းစားလောကသားတွေရတာခွင့်ကြပြပါလားဘယ်သူတွေကရတာတွေ
ခင်တာ၍အသုံးပြုပါစေ။ပြောင်းကိုချီးမွမ်းရမှာဖြစ်ပါတယ်။ Esther နဲ့ခို့ခို့ကိုဖိတ်ခေါ်ပါတယ်။ဒီမှာမြောက်များစွာသားသမီးတွေဟာဖျားချင်တာချင်းတွေခံစားခဲ့ကြပါတယ်တိုးတော်လည်းပဲဒီကနေ့ကလေးများနေ့ဒီကတူချီမကိုကိုရတဲ့နေ့ရက်မှာအလောစိတ်တိုင်းတယောက်မှမကျန်တဲ့ဖျားကြီးအချင်းမကျန်မှချစ်ကိုပြီးတော့ကြောင်းလိုက်ကြည့်တော့ကိုချုံပဲချီမပါတယ်ဖျားကြီးနေပဲတော့မှလုံးမကြတော့ဖျား အခုချိန်မှာကျမတို့အဖွဲ့လိုက်အားဖြင့်ဖျားရဲ့ပုံတော်ကိုချီးမွမ်းဖို့ဖြစ်ပါတယ်အကြီးတန်းယောက်ျားလေးအဖွဲ့များကိုယေရှုနာမနဲ့ခေါ်ဖိတ်ပါတယ် ကျွန်တော်တို့ Sunday School ကြီးအဖြစ်အလိုတော်နဲ့အခွင့်တော်ဆိုတဲ့ခြင်းများအဖြစ်ဖျားရဲ့ဘုံတော်ချီးမွမ်းရှိပါတယ်။အားလုံးနဲ့နားဆင်ကြဖို့လုပ်ပါမယ်။ Yeah.
လေးငယ်များအပေါ်မှာဘုရားသခင်တာရင်ကောင်းချီးပေးပါစေဆရာမရှင်းရှင်းလည်းကိုငယ်ပြပါဦးဟိုသူကလေးငယ်များကျေးဇူးပြုပြီးတော့မှကိုနေရာမှာပဲထိုင်ကြည့်ကြပါလို့ပေါ့နော်ထိုင်တဲ့နေရာမှာပဲလက်ဆောင်လေးကိုပြဝေသွားမှာဖြစ်ပါတယ်လက်ဆောင်လေးတွေပေါ့နော်ပြင်နိုင်ဖို့ရအတွက်ဖခင်ကန္တာမိခင်ကန္တာအဖြစ်ပေါ့နော်ပါဝင်ပြီးကြတဲ့အရာပုံမှာလည်းအထူးပဲကျေးဇူးတင်နေပေါ့နော်ဘုရားသခင်တာ၍ကောင်းချီးပေးပါစေပြီးကြတော့ဒီကလေးငယ်များကိုပေါ့နော်ကလေးများနေ့မှာအကျွေးအမွေးလေးကလေးငယ်များကိုကျွေးမွေးတာဖြစ်တယ်အတင်းတော်ကနေလည်းပြင်ဆင်ပေးတာဖြစ်တယ်အထူးပဲကျေးဇူးတင်နေဆိုတဲ့အကြောင်းကိုကျမတို့ Sunday School ကန္တာအနေနဲ့ပေါ့နော် Sunday School ကလေးငယ်များကိုစားပြောကြားချင်တာဖြစ်တယ်ပေါ့နော်ဒါပေမဲ့မဟုတ်ဘူးကျမတို့ personal ပေါ့နော်ကန္တာအဖြစ်ပါဝင်ကြတဲ့သူတွေရှိတဲ့ဒီအရှိမအနာဆင်တဲ့အရာပေါ့နော်ပူစီပေါင်းပန်းလေးတွေအဖြစ်ပါဝင်တဲ့အရာတွေလည်းရှိတယ်ပေါ့နော်ဒီຢာတွေပေါ်မှာလည်းပေါ့နော်ဘုရားသခင်တာ၍ကောင်းချီးပေးပါစေဆိုပြီးတော့မှပေါ့နော်ကျမတို့ဘက်ကနေဆုတောင်းပေးတာဖြစ်တယ်ကလေးငယ်တွေရှိခုနေရာလေးမှာထိုင်ကြည့်ကြပါ